တိတ်ထိဆိုတာလေကျလို့ရတာပဲအဓိကတော့ပိုကောင်းတာတော့ဘုရားကုံတော်တည်တံ့ပွားတာပိုကောင်းတယ်ဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ပွားတယ်ဆိုတာပိုကောင်းတယ်တိတ်ထိဆိုတာကိုဖြစ်ချင်တဲ့အရာတွေအောင်မြင်ပါစေဆိုတဲ့စိတ်ကြီးကပါနေတဲ့ကံမှာဂုံတော်ဘုရားကိုကြည်ညိုလို့ပွားတာထက်ကိုကောင်းကျိုးဖြစ်ချင်တဲ့စိတ်ကများနေတဲ့ခါကျတော့တိတ်ပြီးတော့ဘုရားကိုကြည်ညိုတယ်ဆိုတာတိတ်မယိုးသားတယ်လို့ခံစားမိတယ်ပေါ့လူတရားကိုခင်တယ်ဆိုတာကကိုရကြည်လို့ခင်တယ်ဆိုရင်တဘာဝတိတ်မကြတော့ဘူးလေဘုရားကိုကြည်ညိုတယ်ဆိုတာလေကိုကကောင်းကျိုးဖြစ်ချင်လို့ကြည်ညိုတယ်ဆိုရင်လုံးဝမကြည်ညိုတာနဲ့ဆိုင်တော့တော်သေးတယ်ကောင်းသေးတယ်တကယ်ကြည်ညိုပြီဆိုရင်တော့မျှော်လင့်ချက်မပါတဲ့ကြည်ညိုခြင်းကမှပို့ပြီးတော့မုံမြတ်တာမေတ္တာပို့တယ်ဆိုရင်လည်းမျှော်လင့်ချက်မပါတဲ့မေတ္တာကျမ်းမာပါစေကိုရအထက်လူကြီးကိုမေတ္တာပို့တယ်ရာလို့တိုးခြင်းလို့ကိုယ်မျက်နှာသာပေးခံခြင်းလို့ဆိုရင်တိတ်တော့လုံးဝမပို့ရတဲ့ဆိုင်တော့မစိုးဘူးဒါပေမဲ့တော့မျှော်လင့်ချက်ပါနေတော့မကြဥပမာပြောပြတောဆောင်တဲ့တွေနဲ့တွေကိုမေတ္တာပို့တယ်ကိုနဲ့တွေမှားတာခံခြင်းလို့နော်အဲ့လိုလို့ဆိုရင်မေတ္တာတိတ်ပြီးတော့မစစ်မှန်ဘူးပေါ့လုံးဝမပို့ရတဲ့ဆိုင်တော့ကောင်းတယ်နော်ရာလုံးပြအကောင်းဆုံးတော့မဟုတ်ဘူးနော်အကောင်းဆုံးမေတ္တာဘာမျှော်လင့်ချက်မှမပါတဲ့မေတ္တာဖြစ်မယ်နော်မှာတရေ6တယ်တရေ6မှာဆိုလို့မေတ္တာပို့တယ်မွေကိုက်မှာဆိုလို့မေတ္တာပို့တယ်ဒါဆိုရင်လေဒေါသနဲ့ရှင်တယ်စိုးရိမ်စိတ်ကြီးနဲ့ကိုဒုက္ခရောက်မှာဆိုလို့မေတ္တာပို့တယ်ဆိုတော့မေတ္တာကောင်းတယ်အကောင်းဆုံးမဟုတ်ဘူး။နဲ့တွေကိုညီခံခြင်းလို့လူချစ်နဲ့ချစ်ခံခြင်းလို့နော်သူတို့ဘာတွေရဲ့အကူအညီတွေရှားခြင်းနဲ့စိတ်နဲ့မျှော်လင့်ခြင်းနဲ့မေတ္တာပို့တယ်ဆိုရင်လေလောဘနဲ့ရှင်သွားပြီ။ကောင်းတယ်အကောင်းဆုံးမဟုတ်ဘူး။ဘာမျှော်လင့်ချက်မှမပါပဲမေတ္တာပို့မှာပို့ထီရောက်ပို့ကောင်းတယ်ဟုတ်ပြီနော်။ဂုဏ်တော်လည်းထုံလေးသူပဲ။ဘုရားကတကယ်ကြည်ညိုတယ်။ဘာကြောင့်ကြည်ညိုရလဲ။ကုသိုလ်နဲ့အကုသိုလ်ညွှန်ပြပေးနိုင်ခဲ့တယ်။နော်တော်တော်များများကဘုရားဒါယနေ့ကဘာမှာနော်ဖော်နေတဲ့အရာတွေဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေဘာသာမျိုးစုံပြောနေတာတွေကုသိုလ်မှမသိအကုသိုလ်မှမသိသူတစ်ပါးတက်တယ်တက်တာကိုလေကုသိုလ်ရတယ်ထင်ပြီးတက်လို့တက်အမှန်တကယ်ဆိုးတာပဲနော်ကုသိုလ်မှမသိအကုသိုလ်မှမသိလုံးနေကြတယ်ပေါ့ဘုရားကုသိုလ်အကုသိုလ်ညွှန်ပြပေးခဲ့တယ်လုံတဲ့နိဗ္ဗာန်တုံ့ပြန်တော်ချမ်းသာကိုရရှိစေတဲ့လမ်းကြောင်းတွေကိုညွှန်ပြပေးခဲ့တယ်ငယ်တိရစ္ဆာန်ပိတ္တာသူတကယ်အပယ်လေးပါးကြားစေတယ်တဏှာရှိစေတဲ့အကုသိုလ်တွေကိုလည်းညွှန်ပြပေးခဲ့တယ်ရှောင်းနဲ့ဆောင်ရံတွေညွှန်ပြပေးခဲ့တယ်ဗုဒ္ဓညွှန်ပြပေးခဲ့တဲ့အတိုင်းဘုန်းကြီးတို့လိုက်နာကျင့်ကြံတဲ့အတွက်ပစ္စုပန်တဏှာကောင်းကျိုးတွေဖြစ်ထွန်းစေတယ်အဲ့ဒီတော့ဗုဒ္ဓကိုကြည်ညိုတာနော်ဒီလိုမျိုးကြည်ညိုတဲ့နေတဲ့ဂုဏ်တော်ပွားတာပိုကောင်းတယ်အကောင်းဆုံးဖြစ်တယ်ပေါ့ဒီအာရယတိဋ္ဌိဘဂဝါအောင်တဲ့နော်ဘုရားတရားမလုံးတာနဲ့ဆိုင်အဲ့ဒါလောက်တာလေကျေးဇူးတင်ပါတယ်တာဓုခေါ်တယ်ဘုရားကိုကြည်ညိုတာယူသားပါလို့ပဲဘုရားပြောခြင်းတယ်တခိနာတာခဆိုပြီးတော့နော်အဲ့လိုဘုရားတွေပြီးတော့ပါတော့မှုကိုချက်ဆိုပြီးတော့လေဘုရားရုပ်ပွားတော်တွေမှာလေနော်ဒီနာဘူးတွေနဲ့လေနဖူးမှာလက်မောင်းမှာနော်လက်ဒီမှာဘူးတွေနဲ့မှုကိုချက်ရောဘာမှမသိရှောက်လို့ဒါတော့တဘာမှမကြောက်ဘုရားအကြည့်လို့ပဲဆောင်းအဲ့ဘူးတွေမရှိဘူးဘုရားမှာဒါလောကီဆရာတွေလောကီပုဂ္ဂိုလ်တွေကအဲ့လိုမျိုးချော်သွားတဲ့အတွေးခေါ်လွဲမှားမှုတွေဖြစ်တယ်ဘယ်ဘုရားကိုကိုယ်ွယ်မိကွင်းနေဆိုတော့ဘုရားမိတ္တဓမ္မကြားနေရပဲဘုရားကိုပူဇော်ရင်စီးပွားတတ်တယ်ဟုတ်ပါဘုရားအတူတူပဲနော်ဘုရားပူဇော်ရင်ရိုးရိုးချစ်ချင်းရိုးရိုးတတ်ပူဇော်ပါစီဝါရေးလုပ်တယ်လို့ရင်းနှီးမြုပ်နေတယ်လို့အပေးယူပြီးတော့မလုပ်ပါနဲ့ဒါလေးပြောရရင်ရည်စရာပေါ့ဘုန်းကြီးတို့လည်းဒီထဲမှာပါခဲ့ဘူးတယ်ဘယ်ထဲပါခဲ့ဘူးတာလဲဆိုငငယ်ကအခုလိုနှစ်တကူတော့တရင်ကျွတ်တော့နှစ်ဆန်းတည်းနဲ့မြန်မာနှစ်ကောဟောဒီအင်္ဂလိပ်နှစ်ကောကိုရီအမားတွေလူကြီးတွေသွားကြတော့မဆိုသွားကြတော့တာဘုရားပြောတာဘာလို့လဲလူကြီးကမဟုတ်ဘူးပြီးမဟုတ်ဘူးပြီးတော့လေဒါဘုရားကလေးဘုရားပြောပြတာနော်မဟုတ်ဘူးလေအများကြီးပြီးတယ်လုံးဝမကြောလာနဲ့ဆိုင်မဟုတ်ဘူးရချင်လို့ကြောလေမစိုးသေးဘူးတော်သေးတယ်ပြောအမှန်တော့တကယ်လူကြီးသူမအောင်ယူသေးလေးစားလေးစိတ်နဲ့နော်ကိုပေါ်ကျေးဇူးရှိတယ်ဆိုရင်ကျေးဇူးအဲ့လိုကျေးဇူးတရားတည်တဲ့အနေနဲ့ကြောတာပူခေါင်းတော့အခုလေဖះကိုပူဇော်တယ်ဆိုတာဖះကြောတာငါရဲ့အကျဉ်းစီအောင်နေမယ်ဒီစိတ်နဲ့တော့ကြောရင်နော်ဒါနေရာမကြောက်ဘူးဒါနိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းတွေကိုညွှန်ပြပေးခဲ့တဲ့အတွက်ကြောတာပဲဖြစ်တယ်ပူကောင်းနော်ဖះကိုစီးပွားရေးလုပ်တယ်လို့အယောစားကြီးနဲ့တော့ပြီးတော့မလုပ်တယ်ဘူးမလုပ်အပ်ဘူးကြီးညွှန်ပါလို့မလဲဖះစကားနားထောင်တယ်ပြီးတော့ပြီဒါပဲရှင်းတယ်လောကုတ္တရာအရှင်းဆုံးပဲလောကီကရှုပ်ထွေးတယ်ပွေလီတယ်နော်မျှော်လင့်ချက်တွေနဲ့မယုံမသားတွေများတယ်ဘုန်းတော်ဗုဒ္ဓဟောင်ကြီးညိုတယ်ဆိုတာဘုံဟောတယ်ဘုံရေးတဲ့စာလေးတစ်ခုရှိတယ်ဘုံအသက်29နှစ်တုန်းကဘုံနာအိန္ဒိယဗုဒ္ဓဂယာစာရောက်တယ်ပေါ့နော်
ဖះကိုတကယ်ပုံတော်ဂုံတော်တကယ်လေးလေးနက်နက်အာယုံပြုပြီးဂုံတော်တကယ်ဗုဒ္ဓမျိုးတတိကိုလေးလေးနက်နက်ပွားပြီးသွားတယ်တော်တော်များများဒါဒီတိုင်းလေးတာမန်ဖះကြောပြီးပြန်တာဘုန်းကြီးအဲ့လိုမဟုတ်ဘူးဒီမှာဆိုရင်လည်းတကယ်တက်တော်တင်ရှားတကယ်ဖះအလောင်းတော်စရောက်လာတယ်တရားထုတ်တယ်မန်နဲ့လာနောက်ဆက်တယ်မန်၅ပါးအောင်မြင်တယ်မေတ္တာတိကသစ္စာတွေနဲ့နောက်ဆုံးဖះဖြစ်သွားတယ်ဒီလိုမျိုးတွေတက်တော်တင်ရှားအာယုံပြုပြီးဘုန်းကြီးတို့ကပွားတယ်ဟုတ်ပြီနော်အဲ့လိုမျိုးပွားတယ်ဘုရားရှင်ဘုရားလောင်းတော်ဒုက္ခရစီဟာကျင့်ခဲ့တဲ့တောင်ပေါ်တက်တယ်ဘုရားမမောနဲ့မပန်းနဲ့အပင်မခံပြီးတော့ပြေးဖို့တက်တယ်ဘာလို့လဲဆိုတကယ်တက်တော်ထင်ရှားတကယ်ဘုရားလောင်းတော်တရားကျင့်နေတယ်လို့စိတ်ကအာယုံပြုထားတာရေရိုးရုပ်သွားတော့ရုပ်ထုတော်ကြီးကိုတကယ်တမိုင်းမှတ်တမ်းအနေနဲ့တွားကြော့တယ်ဆိုတဲ့ပုံစံမဟုတ်ဘူးတကယ်တက်ရှိထင်ရှားဘုရားလောင်းတော်ဘုရားဖြစ်အောင်ကြိုးစားနေတယ်ဆိုတဲ့စိတ်နဲ့ဒီဘုရားလောင်းတော်တွားကြော့မယ်ဆိုတဲ့စိတ်နဲ့လေတောင်ပေါ်ကိုပြေးဖို့တက်တာမနာနဲ့အဲ့မှာကြောက်နိုင်ကိုလည်းရောက်တယ်ဖွေးကိုလည်းကြောက်ကိုလည်းမှနေတော့ပူပြီးပြည်သေးဖြစ်ရတယ်ကြောက်နိုင်ကိုလည်းမှတရားထုတ်နေတဲ့ရုပ်ပွားတော့အယူအပြိုင်ချနေတဲ့အလောင်းတော်နော်ဘုရားဖြစ်အောင်ကြိုးစားနေတဲ့ဒုက္ခရစီအောင်ဘုရားအောင်ဖို့မြင်တယ်တကယ်တော်ထင်ရှားတကယ်တက်ရှိထင်ရှားအောင်အာယုံပြုတယ်ညို့ရဲဆိုတာဘုန်းကြီးရေးတဲ့အဲ့ဒီမှာပါတယ်45ဝါမနာရပါပြီးတော့ဒုက္ခရစီအား6နှစ်သားဆိုတဲ့စာလေးရှိတယ်ဘုန်းကြီးငယ်အဲ့ဒီ29နှစ်တောင်မှရေးတာအဲ့ဒီမှာရေးတာလေးအဲ့မှာနောက်ဆုံးပိုက်လေးပဲဘုန်းကြီးကပြောပြမယ်ဖျားပြီးတော့ဒီမြတ်စွာဘုရားကိုကြီးညိုရဲဆိုတာတကယ်သားတော်မလို့ကြီးညိုတာမဟုတ်ဘူးအကိုကြီးလို့ကြီးညိုတာမဟုတ်ဘူးရုပ်ရည်ချောမောလှပလို့ကြီးညိုတာမဟုတ်ဘူးလောကီကောင်းကျိုးတွေရမှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့ဘုရားကိုကြီးညိုနေတာမဟုတ်ဘူးဒီလိုမြတ်စွာဘုရားကိုကြီးညိုရဲဆိုတာဖျားပြီးတော့ကိုဒုက္ခရစီယာကျင့်ခဲ့တယ်45ဝါပတ်လုံးနဲ့မနေမနာတရားဟောပြတယ်ဖျားမဖြစ်ခင်မှာလေလေးတိကျင်တဲ့ကဘာတတိပါရမီတော်တွေကိုပင်မခက်ခဲဆင်းရဲစွာပါရမီဖြစ်တယ်ဒီလိုမျိုးဖျားပြောလို့အတွက်ဒီလောက်စွန့်တော့နေနာခံပင်မခံပြီးပါရမီတော်တွေကိုဖြစ်ကျင်ပြီးတရားဓမ္မတွေဟောပေါ်ပြပြီးတယ်မြတ်စွာဘုရားကြည်ညိုတာဂုဏ်တော်ကြည်ညိုတာဘာကြောင့်လဲအခုခေတ်ကအဲ့ဒီလိုမဟုတ်ဘူးဘုရားကြည်ညိုတာဟုတ်ပြီနော်ဒါလေးတော့တတိထားဟုတ်နော်အဲ့ဒါတိတ်တိဘဂဝါအောင်ဆိုတာထဲ့ကျင်နဲ့ထဲ့ပေါ့ဗျာနော်အဲ့ဒါတကယ်အကောင်းဆုံးတော့အရဟံတမန်သမုဒ္ဒောကအကောင်းဆုံးပဲလောကမှာအယူရှင်းဆုံးကအကောင်းဆုံးပဲဟုတ်ပြီမျောလင်းချက်ကြီးတွေနဲ့လွတ်တာတော့ဘုံကတော့ဘုရားအာနာရှက်တယ်ဟောကဲတော့တောက်တော်ကြီးလေးတစ်ခွက်စွတ်တောင်းနေတာရှည်ကြီးပဲဘုရားအာနာဘုရားငငယ်လေးကစွတ်မတောင်းတော်တော်ငယ်တော့စွတ်တောင်းပြီးစမုကအောင်ပါစေဗျာစွတ်တောင်းတာဘုရားကလေးဘုရားတော့နောက်ပိုင်းဒီတကယ်တိတက်လာတဲ့ယူရဆိုစွတ်မတောင်းတော့ဘာလို့စွတ်တောင်းတဲ့သူကိုဘုန်းကြီးအပြည့်လည်းမတည်ဘူးနော်ဘုန်းကြီးရဲ့စိတ်ကိုပြောပြတာဘုရားအာနာလို့စိတ်ထဲကတော့ကိုဖြစ်ချင်တာတွေတော့ရှိတာပေါ့ဒါပေမဲ့စိတ်ကသိတယ်ငါဖြစ်ချင်တာဘုရားသိတာပဲငါပြောနေကြမှာမလို့လားနော်အဓိကဘုရားကိုကြည်ညိုတယ်ဆိုတာအဲ့လိုမျိုးရိုးသားသားကြည်ညိုတာဒါလေးလူပြီးဒါကြီးရပါစေလို့စွတ်တောင်းတာမဟုတ်ဘူးဘန်အပ်တယ်ဘန်တို့ရချင်လို့စီးပွားရေးလုပ်တယ်ရင်းနှီးမြှုပ်နှံတယ်လို့ဒါပြီးမယ်ငါအများကြီးရပါစေဆိုတော့အဲ့ပုံစံဖြစ်နေတယ်လေဟုတ်ကဲ့ဘူးလေဘာလေးဆိုတော့ရေလေးနဲ့နေတဲ့ပိုးကောင်လေးတွေမွားကောင်လေးတွေတွေ့ရင်ကဲတယ်လေပြီးတော့ဗာလဲမင်းတက်တခါတော့ငါတက်ဆယ်ကတော့ဒါကလေးဘဝပေါ့ဒါရှိစရာပေါ့တကယ်ကြီးလာတော့ကဲစားရှိကဲလိုက်တယ်ငါ့ဆယ်ကလို့မပြောတော့ဘူးနော်သူ့ကိုချီနှောင်မထားခြင်းသူ့ကိုဒါကြီးကကိုယ့်ကိုကျေးဇူးခံကျေးဇူးစားအဲ့လိုမဖြစ်ခြင်းနော်သူ့ကိုရိုးသားစွာသူ့ကိုကဲလိုက်တာဒီအကောင်လေးတွေနောက်ပြန်ကဲပါတော့မပါဘူးကဲခြင်းကဲမကဲခြင်းတွေဒီကသူတို့အဆင်ပြေတော့ဘူးနောက်ပဲကုသိုလ်တွေပြုတယ်ဆိုရင်လေနိဗ္ဗာန်ရောက်တော့ထောက်ပံ့ဖြစ်ပါစေနော်ဒီလိုမျိုးစိတ်ရှိတယ်ကံကံကြိုးယုံကြည်တယ်ဒါပေမဲ့ကုသိုလ်ပြုနေတဲ့အခါမှာဒီကုသိုလ်ရဲ့ကောင်းကျိုးရရှိလာမယ့်ကောင်းကျိုးတွေကိုအာရုံမပြုဘူးလက်ရှိလက်တွေ့လက်ရှိဘဝမှာလိုအပ်နေတဲ့နေရာနိုင်တဲ့ဘက်ကပတ်ပိုးလိုက်တဲ့အဲ့ဒီပီတိလေးနဲ့ပဲကျင့်နေတယ်ထပ်ပြောရင်ကုသိုလ်ရခြင်းလို့ကုသိုလ်ပြုတာမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တာမလို့လှုပ်တာအဲ့ဒီကုသိုလ်နဲ့တော့တကယ်ရင့်ကျက်လာတဲ့အခါကျတော့ကုသိုလ်ရမှန်းတော့သိတာပေါ့ဒါပေမဲ့လည်းကုသိုလ်ရခြင်းလို့လုပ်တာမဟုတ်လူတယောက်ဒုက္ခရောက်နေကူညီလိုက်တယ်သူကငါ့ကိုပြန်ကူညီမှာပဲဆိုတဲ့စိတ်ကြောင့်မဟုတ်ဘူးယူသားဆိုကူညီလိုက်တယ်ကုသိုလ်ပြုတယ်ဆိုတော့အဲ့တိုင်းပဲတော့စိတ်ကအရန်ရှင်းသွားတယ်ပေါ့ပါဘုရားကိုကြည်ညိုတယ်ကုသိုလ်ရခြင်းလို့ဘုရားကိုကြောတာမဟုတ်တော့တကယ်ကိုကျေးဇူးတင်လို့ကြောတယ်ကိုယ်ဒီတရားဓမ္မတွေပြောပြပြီးကြလို့ကြောတာဒီလိုဖြစ်သွားတယ်ဟုတ်ပြီလားနားလည်လားလူတွေတော်တော်များများဘုရားကိုကြည်ညိုတာကြည်ညိုခြင်းနဲ့လွယ်နေတယ်ဟုတ်ပြီလား